ဘုကင်ဓမ္မတက္ကသိုလ်ကနေပြီးတော့မှပြည်တော်စုချစ်သူများနေ့ဆိုတဲ့ခေါင်းစဉ်နဲ့ယခုလိုပြည်တော်စုနေ့နဲ့ချစ်သူများနေ့ကြားထဲမှာစင်ပြေတဲ့တရက်ရက်နေ့စဉ်ကျင်းပတာ10နှစ်ကျော်ခဲ့ပါပြီအဓိကယူရချက်ကတော့ကျန်းစာကျောင်းမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေတယောက်နဲ့တယောက်ချစ်ခင်ရင်းနှီးပြီးတော့မှတန်းတူညီတူဆက်ဆံခြင်းအပြင်တူရဲ့ယဉ်ကျေးမှုတူရဲ့ရိုးရာအစားအစာကိုကျန်တဲ့တူကစားသုံးခြင်းအပြင်ချစ်ချင်းမေတ္တာ၌ဖြစ်တည်တဲ့အသက်တာဒီကျောင်းမှာအမှန်တကယ်ဖြစ်တည်လာဖို့အတွက်ဒီရည်ရွယ်ချက်နဲ့လှုပ်ဆောင်တာဖြစ်ပါတယ်။ကျောင်းမှာရှိတဲ့ဆရာဆရာမတွေကနေပြီးတော့မှတိုင်းရင်းသားတစ်မျိုးရဲ့အစားအစာကိုစပွန်ဆာလုပ်ပေးပြီးတော့မှကျောင်းသူကျောင်းသားများနဲ့အတူချက်ပြုတ်ပြီးတော့ယခုလိုစားသုံးကြတာဖြစ်ပါတယ်။ဒါဟာဖရာလိုတော်ဆောင်ရင်းပဲ။ညီကြီးပေါ်မှာငြိမ်းချမ်းမှုအတွက်တယောက်နဲ့တယောက်ချစ်နိုင်မှုအတွက်ကျန်းစာကျောင်းကလက်တွေ့အလုပ်တစ်ခုအနေနဲ့နေ့စဉ်ကျင်းပတာဖြစ်ပါတယ်။